ဒီနှစ်ဘောလုံးရာသီအပိတ်မှာ Premier League ဖလားကိုစုခုနိုင်ခဲ့ပေမဲ့ Champion ဘောလုံးပွဲမှာတော့ PSG ကို penalty နဲ့ရှုံးခဲ့တဲ့ Arsenal အသင်းအတွက်အပြောင်းရွှေ့ဈေးကွက်မှာတော့သူ့အတွက်ကန်တရားမျက်နှာပေးလာခဲ့ပြီလို့ပြောလို့ရတယ်အထူးသဖြင့်နီးပြအာတီတာလိုရှိနေတဲ့ပြီးခဲ့တဲ့ရာသီကဘုံမောက်အသင်းမှာပွဲဥထွက်ကစားသမားတအုပ်အနေနဲ့ဆယ်ကျော်သက်ဂိုးသွင်းအများဆုံးစံချိန်တစ်တင်ထားနိုင်တဲ့သက်19နှစ်အရွယ်တိုက်စစ်မှုခရော်ပီကိုခေါ်ယူဖို့ပြစ်မှတ်ထားနေတယ်လို့ဆိုတယ်ဆိုတော့မူလာကဒီပြင်သစ်ကစားသမားကိုခေါ်ယူဖို့ပြင်သစ်ကလပ် PSG ကလည်းအပြင်းအထန်ကြိုးစားနေတာကြောင့်အာဆင်နယ်အတွက်ကတော့ခက်ခဲနဲ့ခေါ်ယူရမယ့်အနေအထားရှိနေတယ်ဒါပေမဲ့အခုနောက်ဆုံးမှာတော့ပြင်သစ်သတင်းအရင်းမြစ်တွေဖြစ်တဲ့ Get French Football News ကနေဖော်ပြချက်အရPSG ဟာ Kropi ကိုခေါ်ယူမဲ့ပြိုင်ပွဲကနေတရားဝင်နောက်ဆုတ်သွားပြီဖြစ်တယ်လို့သူတို့ကဆိုထားတယ်ဒီချိန်မှာ Arsenal ကစားသမားခေါ်ယူနိုင်ဖို့အခွင့်အလမ်းကအသာစီးရသွားတဲ့အချက်ဖြစ်လာခဲ့တယ်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းကနေ Kropi ကိုတိုင်ကလည်း PSG မှာကစားဖို့ဆရာထက်သန်နေတယ်ဆိုတဲ့သတင်းတွေကြောင့် Arsenal ကတော့လက်မှန်ချခဲ့ရပြီမဲ့အခုနောက်ပိုင်းပြင်သစ်သတင်းအရင်းမြစ်တွေဖော်ပြချက်အရတော့ PSG ဟာ Kropi ကိုခေါ်ယူဖို့ထက်အခြားတိုက်စစ်ကစားသမားတွေကိုပဲဦးစားပေးအာရုံစိုက်တော့မှာမို့လို့ဒီအပြောင်းအရွှေ့ပြိုင်ပွဲကနေနောက်ဆုတ်သွားခဲ့တာပဲဖြစ်တယ်ဆိုတော့ဒါဟာအာတီတာရဲ့အာဆင်နယ်အသင်းအတွက် Kropi ကိုခေါ်ယူခွင့်ရဖို့အကြီးမားဆုံးအခွင့်အရေးဖြစ်လာခဲ့တယ် Kropi ဟာလည်းပြီးခဲ့တဲ့2025-2026ရာသီမှာ Premier League မှာဘုံမောက်အသင်းအတွက်အပြတ်သက်ခြေစွမ်းပြခဲ့ပြီးတော့ပြိုင်ပွဲစုံ73ဂိုးအထိသွင်းယူပေးခဲ့တဲ့အပြင် Premier League ပွဲဦးထွက်ရာသီမှာတင်ဆယ်ကျော်သက်တအုပ်အနေနဲ့ဂိုးသွင်းအများဆုံးစံချိန်ကိုပါရေးထိုးထားနိုင်တဲ့သူဖြစ်ပါတယ်ဆိုတော့ဒီကွင်းလယ်တိုက်စစ်ရောရှေ့တန်းမှာကစားနိုင်တဲ့သူ့ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်ဟာလက်ရှိဂိုးသွင်းစက်ကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့အလင်ဟာလန်နဲ့တိတ်မကွာတော့တဲ့နေရာမှာရှိနေပြီးတော့မိနစ်129မိနစ်တိုင်းမှာတကိုးနှုံသွင်းယူနိုင်လောက်တဲ့အထိအောင်ထိရောက်လာတဲ့သူ့ရဲ့စကီးကတော့တော်တော်လေးကိုအာဆင်နယ်ဘက်ကသဘောကျနေတယ်ဆိုတော့ဒီသတင်းကိုနာမည်ကြီးသတင်းတောက်တယောက်ဖြစ်တဲ့သတင်းတောက် Fabrizio Romano ရဲ့အဆိုအရအာဆင်နယ်အဖွဲ့ချုပ်ဟာဒီအားကစားသမားရဲ့အခြေအနေကိုစုံစမ်းဖို့ဘုံမောက်ထန်ဆက်သွယ်မှုတွေတရားဝင်ဆက်လုပ်နေပြီလို့ပြောပါတယ်။ဒါပေမဲ့အာဆင်နယ်အတွက်ကတော့ဒီကိစ္စကလွယ်လွယ်နဲ့ပြီးဆုံးမဲ့ကိစ္စတော့မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဘုံမောက်အသင်းက Kropi ကိုပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်တန်း80ကနေတန်း100အထိသတ်မှတ်ထားပြီးတော့ဈေးဆွဲတင်မှုပြင်ဆင်နေတယ်။ဘာဖြစ်လို့လဲဆိုတော့နီးပြအန်တိုနီအီရာအိုလာခန့်အပ်လိုက်တဲ့လီဗာပူးအသင်းကလည်း Kropi ကိုသူတို့ရဲ့ကွင်းလယ်လူဘတ်နဲ့အတူတွဲဖက်ကစားဖို့ပြစ်မှတ်ထားနေတာကြောင့်အာဆင်နယ်အနေနဲ့လီဗာပူးနဲ့ပါအပြင်းအထန်အားပြိုင်ရဖို့ရှိနေတယ်ဒီလိုပဲ Manchester United အသင်းကလည်း Kropi ကိုခေါ်ယူဖို့မျက်စိကျနေတယ်လို့သတင်းတွေထွက်ပေါ်နေတာကြောင့်အပြောင်းရွှေ့ဈေးကွက်မှာတော့အာဆင်နယ်အနေနဲ့ငွေကြေးဘယ်လောက်အထိသုံးစွဲနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့အသက်19နှစ်အရွယ်ပဲရှိသေးတဲ့Premier League မှာ73ဂိုးထိသွင်းယူထားနိုင်တဲ့ Kropi ဟာတကယ်ပဲ Arsenal တိုက်စစ်ပိုင်းအတွက်အကောင်းဆုံးဖြည့်ရှင်းချက်ဖြစ်လာနိုင်မလားဒါမှမဟုတ်ပေါင်တန်း80ကနေတန်း100အထိတန်ကြေးရှိနေတဲ့ဒီပြင်သစ်ကျယ်ပွင့်ကစားသမားလေးကိုလီဗာပူးနဲ့မန်ယူတို့ကြားတဲ့က Arsenal ကအရခေါ်နိုင်မလားမိတ်ဆွေရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးကြပါဦးခင်ဗျာ